Hello အားလုံးပဲမင်္ဂလာပါဒီတကြံရက်လေးမှာတော့မောင်လူလေးဖေဖေကတညင်းတီလဝါမှာရှိတဲ့စူပါဟိုတယ်ကိုလိုက်ပို့ပေးဖြစ်ပါတယ်ချက်ကင်ကတော့တကြံအကျိုးနေ့ပေါ့နော်ချက်ကောက်ကတော့21ရက်နေ့တကြံတွင်တွင်လုံးစာနေဖြစ်ပါတယ်ပိတ်ရက်ဆိုတော့လူတွေကအများကြီးပဲပေါ့နော်ကြိုတင်ပို့ကင်လောက်ထားတာတော့မှရောက်တာနဲ့အခန်းချက်ချင်းမရဘူးပေါ့သူတို့လည်းလုံများနေရဆိုတော့လေအဲ့ဒါနဲ့ဟိုတယ်ကတိုက်တဲ့ welcome drink လေးတောက်ပြီးတော့အခန်းလေးကိုစောင့်နေရပါတယ်နောက်ဆုံးတော့အခန်းရပါပြီခန်းကတော့လေးလွာမှာပါအဲ့တော့ဖေဖေနဲ့မေမေနဲ့မောင်လူနဲ့တခန်းဖွားဖွားနဲ့မမကျယ်လေးနဲ့တခန်းပေါ့နော်နေဖြစ်ပါတယ်ရောက်ချင်းသူက TV ကြည့်ပြီးတော့စတင်အနားယူပါပြီပေါ့နော်အိမ်မှာက TV မထားပါဘူး TV မရှိပါဘူးအဲ့တော့ TV လဲကြည့်ပြီးတော့အကိုဆင်းပြီးတော့သူဟိုတယ်ဟိုနာဒီနာရှောက်ကြည့်ရပေါ့နော်ဟိုတယ်မှာဆိုရင်သူတို့ကစကူတာလေးတွေစက်ဘိန်းလေးတွေထားပေးထားတယ်ပေါ့ဒါသူပထမဦးဆုံးချိန်စကူတာစစီးဘူးခြင်းမှာစကူတာစီးပြီးမောသွားတော့ library ကနေတကြံတွင်ဖတ်ဖို့ငှားလာတဲ့စာအုပ်တွေနဲ့အခန်းထဲမှာပြန်ပြီးတော့စိန်ကြနေတဲ့မောင်လူလေးပါအဲ့တော့စာအုပ်ဖတ်ပြီးတော့ဒါကတော့ညနေစာမစားခင် restaurant မှာအစားစာမှာထားတော့စကူတာကိုနောက်တစ်ခေါက်ထပ်စီးရပါတော့စကူတာကအခုမှစစီးတတ်တာဆိုတော့သူအရန်ကိုစီးရတာမဝနိုင်ဘူးဖြစ်နေရပေါ့နော်စီးရတာလဲသူအရန်သဘောကျနေတော့စကူတာပဲတစ်ချိန်လုံးစီးနေတော့တာပေါ့နော်အဲ့တော့ဒါနောက်တနေ့မနက်first floor မှာပေါ့နော် restaurant ရှိတယ်အမ breakfast သွားစားတယ်ပေါ့ breakfast ကတော့အများကြီးရှိပေမဲ့သူကထမင်းကြော်ရဲ့ကြက်ဥကြော်နဲ့ပြောင်းမှုကြော်ပေါ့နောက်အေးလေးနဲ့ juice နဲ့ပေါ့နော်အဲ့ဒါပဲစားတယ်အဲ့တော့စားပြီးတော့ပြန်ရောက်လာတော့အခန်းထဲမှာရေစော့ကျင်နေဆိုလို့ရေပြီးစော့ထားတာပါမနက်ပိုင်းနေကတအားပူတော့ဟိုတယ်ကလုပ်ပေးထားတဲ့မန်တပ်မှာပေးမစော့ပြဘူးပေါ့နော်အခန်းထဲမှာပဲရေဘူးရေအေးလေးနဲ့သူကိုဘက်တက်ထဲမှာပေးစော့ထားပါတယ်စော့ပြီးတော့ဒါသူ TV တစ်ဖြတ်ပြန်ကြည့်ရပေါ့နော်သူဖေဖေနဲ့တူတူကတ်တွန်းကားကြည့်နေတာပါအဲ့တော့ဖေဖေကြည့်ချင်တာလားကလေးကြည့်ချင်တာလားဆိုတာလည်းတိတ်တော့မသေးခွဲဘူးပေါ့နော်ကတ်တွန်းကားကလေအဲ့တော့နေခင်းပိုင်းတစ်ဖြတ်ဟိုတယ်အောက်ကိုဆင်းပြီးတော့အနားယူတာပါဒီနေ့ကတော့သူကဟိုတယ်ကစတူဒီတာအနေနဲ့မကြီးကြောက်ကြောတိုက်တယ်ပေါ့နော်သူရမ်းကြိုက်တယ်ရမ်းကြိုက်လုံး3ခွက်တောင်တောက်လိုက်ပါတယ်တဲ့ရှင်အဲ့တော့ထုံးစံတိုင်းပဲမကြီးကြောက်ကြောတောက်ပြီးတော့သူ့ရဲ့အချစ်တော်စကူတာလေးကိုထက်စီးတာပေါ့နော်တစ်ချိန်လုံးသူမှအဲ့စကူတာနဲ့စီးမဝဘူးဖြစ်နေတာအခုမှလည်းစစီးဘူးတယ်စီးရတာလည်းရန်သဘောကျနေရဆိုတော့လေအဲ့တော့စကူတာလေးစီးပြီးတော့ဟိုတယ်ကစီစဉ်ပေးတယ်ဒီမန်တက်တေးသေးလေးပေါ့နော်ကလေးတွေအတွက်ရေကူးကန်လေးတွေနောက်ရေတနက်တွေရေတွေအစုံလုပ်ပေးထားတာပေါ့အဲ့တော့အမစော့ပြစ်ပါတယ်ဟိုတယ်ကိုအတူတူလာတဲ့တငယ်ချင်းတွေလည်းလာစော့ပြစ်တယ်ပေါ့နော်ကလေးလေးတွေပေါ့ဒါကတော့နည်းနည်းစောသေးလို့နောက်ပိုင်းတော့ကလေးတွေတအားများများလာစော့ကြပါတယ်အဲ့တော့စော့ပြီးတော့ဒါပေါ်တက်ပေါ့နောက်နေ့ကျတော့ဟိုတယ်ပြင်ဘက်ကိုလမ်းထွက်ရှောင်ရင်းနဲ့ကိုရီးယားတော့လမ်းလျှောက်သူကတော့ထုံးစံတိုင်းသူ့ရဲ့လက်ဆွဲတော်စကူတာနဲ့ပါဒါကတော့နောက်ဆုံးနေ့မနက်ပိုင်းမှာအောက်မှာဆင်းမကစားခြင်းမူဟိုတယ်မှာရှိတဲ့ရေကူးကန်မှာပဲကူးကျင်နေဆိုလို့ဟိုတယ်ကကလေးတော်တော်များများလည်းမနက်ပိုင်းကပူတော့လေမန်တက်မှာမစော့ပဲနဲ့ဒီရေကူးကန်မှာပဲအကုန်စုပြုံပြီးတော့လာစော့နေကြတာကလေးတွေများတော့ပျော်စရာကြီးပေါ့နော်အတူတူစော့တဲ့အဖော်တွေရှိတော့ပိုပျော်ဖို့ကောင်းတယ်လေကဲအဲ့တော့ကစ်ပူးမှာပဲရေမိုးချိုးခေါင်းလျှော်ပြီးတော့ခဏနားပါတယ်နေခင်းကြတော့ဒုတိယနေ့ဟိုတယ်ကကျွေးတဲ့ရွှေအေးလေးစင်းတောက်ကြတယ်ပြီးတော့အပေါ်ပြန်တက်ပြီးတော့အနားယူတယ်ပေါ့နော်ကဲဒီနေ့လေးမှာတော့စကူတာမဟုတ်တော့ဘဲနဲ့ဘက်ထရီကားဖြစ်သွားပါပြီနည်းနည်းအဆင့်မြင့်သွားပြီပေါ့နော်ဟိုတယ်ကထားပေးတဲ့ဘက်ထရီကားလေးပါဘက်ထရီကားကိုလည်းသူစီးရတာသဘောကျတယ်ပေါ့နော်သဘောကျတဲ့အပြင်သူကဟိုတယ်ပြင်ဘက်ကိုပါစီးဖို့ပူစားတာနဲ့အပြင်ဘက်ကိုသူ့ဖေဖေကလိုက်ကြည့်ပေးရပေါ့နော်လူလဲရှင်းကားလဲရှင်းဆိုတော့သူ့တက်ကတော့စိတ်ကြိုက်ပါပဲအဲ့တော့မောင်လူလေးကဒီနေ့တကြံမှာဒီအကျိုးနေ့ကနေပြီးတော့21ရက်နေ့ထိကိုစကူတာစီးလိုက်အနားယူလိုက်ပေါ့နော်ပြီးရင်ဘက်ထရီကားပြန်စီးလိုက်နဲ့စူပါဟိုတယ်မှာတကြံပိတ်ရက်ကိုပျော်ပျော်ကြီးကုံဆုံးခဲ့ပါတယ်ကျေးဇူးပါ